Hi, welcome to my channel. ဒီဗီဒီယိုမှာတော့ disaster လို့ခေါ်တဲ့ကျွန်တော်တို့ရှောင်လွှဲလို့မရတဲ့တဘာဝဘေးအန္တရာယ်ဆိုတွေဖြစ်ပျက်ပြီးတဲ့နောက်မှာသေဆုံးသွားသူတွေရဲ့ dead body တွေကိုထည့်တဲ့အိတ်တွေကဘာကြောင့်အရေးကြီးတယ်လဲဆိုတာကိုမသိသေးတဲ့သူတွေအတွက် sharing လုပ်သွားမှာပါခင်ဗျ။2025ခုနှစ် March လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုပြီးတော့လောက်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်သေဆုံးသူအရေအတွက်ဟာအခုကျွန်တော်ဒီဗီဒီယိုကိုလုပ်နေတဲ့ April 4ရက်နေ့မှာကိုပဲတော်တော်များနေပါပြီ။လောလောဆယ်မှာကယ်ဆယ်ရေးနဲ့အထောက်ပံ့ပစ္စည်းတွေမလုံလောက်တာအပြင်တခြားသောလိုအပ်ချက်တွေကြောင့်သေဆုံးသူဦးရေဟာနောက်ပိုင်းမှာပိုများလာနိုင်ခြေရှိပါတယ်။ဒီလိုအချိန်မျိုးမှာအသက်ရှင်ကျန်ခဲ့တဲ့သူတွေအတွက်စားစရာနဲ့တောက်သုံးရည်လုံလုံလောက်လောက်ရရှိဖို့လိုအပ်သလိုအသက်ဆုံးရှုံးသွားသူတွေရဲ့ dead body တွေကိုထည့်ဖို့အိတ်တွေအလုံအလောက်ရှိရေးကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အဲ့ဒီ body bag တွေမလုံလောက်ဘူးဆိုရင်အသက်ရှင်ကျန်ခဲ့တဲ့သူတွေနဲ့ကယ်ဆယ်ရေးသမားတွေရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့အထိအန္တရာယ်ရှိနိုင်ပါတယ်။လူတွေသေဆုံးပြီးတဲ့အခါအချိန်12နာရီကနေ24နာရီအတွင်းခန္ဓာကိုယ်ကစတင်ပုတ်ပွားပျက်စီးလာတဲ့ဖြစ်စဉ်ကြောင့် dead body ကနေအန္တရာယ်ရှိတဲ့တချို့တန်းငွေတွေနဲ့ပိုးမွားတွေထွက်လာပါတယ်။အဲ့ဒါတွေကိုထိတွေ့မိရာကနေတစ်ဆင့်ကူးစက်တတ်တဲ့ယောဂတွေပြန့်ပွားစေနိုင်ပါတယ်။ပြီးတော့ dead body ကထွက်တဲ့အပုံနှံမှာပါတဲ့တချို့တန်းငွေတွေကများရှူမိတဲ့သူရဲ့အသက်ရှူလမ်းကြောင်းအတွက်အန္တရာယ်ရှိစေနိုင်ပါတယ်။မျက်လုံးနှာခေါင်းနဲ့လည်ချောင်းတို့ကိုလည်းဆက်ပြင်းဖြစ်စေပြီးတော့ယားယံစေနိုင်ပါတယ်။ခေါင်းမူးခေါင်းကိုက်တာနဲ့ပြုတ်အန်တာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ကွယ်လွန်သွားသူတွေကိုမြေမြုပ်တာတို့မီးရှို့တာတို့မလုပ်ခင်မှာ body bag တွေက waterproof ဖြစ်တာမို့လို့ dead body ကထွက်တဲ့အနံ့ဆိုးနဲ့အရည်တွေကိုအပြင်ကိုမရောက်အောင်အချိန်တစ်ခုအထိထိန်းပေးထားနိုင်ပါတယ်။ကုညီကယ်ဆယ်နေတဲ့သူတွေအတွက်လည်း dead body တွေကိုတည်ယူရတာပိုပြီးတော့လွယ်ကူစေပါတယ်။တချို့ body bag တွေမှာဆိုရင်အသက်ဆုံးရှုံးသွားသူရဲ့အချက်လက်တွေကိုရေးပြီးထည့်ထားလို့ရတဲ့နေရာလဲပါတာမို့လို့မိသားစုဝင်တွေစီကိုပြန်အပ်တဲ့အခါမှာလည်း identify လုပ်ရတာပို့ပြီးတော့အဆင်ပြေပါတယ်။ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့အခုလိုမျိုးတဘာဝဘေးအန္တရာယ်ဆိုတွေနဲ့မထင်မှတ်ပဲကြုံလာတဲ့အခါကယ်ဆယ်ရေးအဖွဲ့တွေမှာ body bag တွေလုံလောက်မရှိတတ်ကြပါဘူး။အဲဒါကြောင့်အသက်ရှင်ကျန်ခဲ့သူတွေအတွက်စားစရာနဲ့တောက်စရာတွေလူရန်တာအပြင်ပစ္စည်းမလုံလောက်တဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေအတွက် body bag တွေကိုလည်းရရင်ရတယ်လို့ထည့်ပြီးတော့လူရန်သင့်ပါတယ်ခင်ဗျ။တကယ်လို့အခုကြည့်နေတဲ့သူကကိုနေတဲ့မြို့မှာပဲဖြစ်ဖြစ်တခြားမြို့မှာပဲဖြစ်ဖြစ် body bag တွေဝယ်လို့ရမယ့်နေရာကိုသိရဆိုရင်comment မှာ share ပေးခဲ့ဖို့အတွက်တောင်းဆိုပါရခင်ဗျ။အခုကျွန်တော်ဒီဗီဒီယိုကိုလုပ်နေတဲ့အချိန်မှာလည်းငလင်တန်ခံလိုက်ရတဲ့နေရာတွေမှာ body bag တွေလိုအပ်နေပါတယ်။ပြီးတော့ disaster ဆိုတာကနောက်ထပ်ကြုံမယ်မကြုံဘူးဘယ်သူမှမပြောနိုင်ပါဘူး။အဲ့တော့ကြိုတင်ပြင်ဆင်ထားခြင်းသူတွေနဲ့လူရန်ထားခြင်းသူတွေအတွက်သင်ရဲ့မှန်ကန်တဲ့ information တစ်ခုကလည်းအထောက်အကူအများကြီးဖြစ်သွားနိုင်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။အားလုံးဘေးကင်းလုံခြုံကြပါစေ။